movie ကဗီဒီယိုတွေတင်လိုက်တိုင်း copyright ထိတဲ့ပြဿနာနဲ့ကြုံနေရပြီလားဒါဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်လိုက်ပါအဲ့ဒီ copyright ပြဿနာတွေအားလုံးကိုဖြေရှင်းတတ်သွားပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်က YouTube တို့ TikTok တို့မှာဒီလို view တွေမရခင်အထိအဲ့ဒီ copyright ပြဿနာကိုအမျိုးမျိုးကြုံတွေ့ခဲ့ရတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့အခုမှစပြီးတော့လုံးမဲ့လူတွေကိုကျွန်တော်လိုမျိုး copyright ပြဿနာတွေအမျိုးမျိုးကြုံတွေ့ခဲ့ရတဲ့ကြားနေပြီးတော့ဘယ်လိုဖြေရှင်းခဲ့လဲဘယ်လိုအပ်တစ်ခဲ့လဲဆိုတာကိုကျွန်တော်ကဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့က YouTube ကဗီဒီယိုတွေကို download လုပ်မြန်မာဘာသာပြန်ပြီး AI အတန်နဲ့ဗီဒီယိုဖန်တီးရုံပဲဆိုရင်တော့သိကြတယ်မိတ်ဆွေတို့ရဲ့အဲ့ဒီဗီဒီယိုက100% copyright ထိမှာပဲဗီဒီယိုတစ်ပုဒ်မှာ90%လောက်မိတ်ဆွေတို့က edit နိုင်ပြီဆိုရင်သိကြတယ်အဲ့ဒီဗီဒီယိုက100% copyright လွတ်ပြီဒီလိုလုပ်ဖို့အတွက်လွယ်သလားဆိုရင်ပြောသလောက်ကြီးတော့မလွယ်ဘူးဒါပေမဲ့ခက်သလားဆိုရင်မခက်ဘူးကျွန်တော်ကဒီဗီဒီယိုမှာဘယ်လို copyright လွတ်အောင် edit ရမလဲဆိုတဲ့အကြောင်းကိုအလွယ်ဆုံးနဲ့ရိုးရှင်းဆုံးဖြစ်အောင်ကျွန်တော်ကရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကဲအားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူကြည့်ကြရအောင်ဗျကဲကျွန်တော်တို့ကဗီဒီယို edit ဖို့အတွက်ကပ်ထဲကိုဝင်မယ်မှာကိုကျွန်တော်တို့ edit ဖို့အတွက် down ထားတဲ့ဗီဒီယိုထည့်ပါမယ်ဒီမှာဗီဒီယို down ထားတာရဲ့အဲ့ဒီ down ထားတဲ့ဗီဒီယိုကို AI အတန်ပြောင်းတာရဲ့ကိုမသိသေးတဲ့သူတွေကကျွန်တော်ရဲ့ဒုတိယမြောက်ဗီဒီယိုကိုတွားကြည့်ပါအဲ့ဒီမှာကျွန်တော်ဗီဒီယို down ပြီးတော့ transcript ယူနေပြီးတော့ transcript ကနေဘာသာပြန်ပြီးတော့ AI အတန်နဲ့ audio file ထုတ်နည်းအစအဆုံးကိုကျွန်တော်အဲ့ဒီဒုတိယမြောက်ဗီဒီယိုမှာရှင်းပြပေးထားပါတယ်မိတ်ဆွေတို့အဲ့ဒီဒုတိယမြောက်ဗီဒီယိုကိုတွားပြီးတော့ကြည့်ကြည့်ပါဒီမှာကတော့ကျွန်တော်က edit တဲ့နေရာနေရောစပြီးတော့ရှင်းပြပေးပါမယ်ဒီမှာကျွန်တော်တို့ကသူ့ရဲ့မူရင်းဗီဒီယိုကိုပထမအဆုံးအနေနဲ့မလုပ်ရမလဲဆိုတော့ဒီမူရင်းဗီဒီယိုရဲ့အတန်ကိုအဆုံးထိတိုးပလိုက်မယ်ဒါဆိုရင်ပထမတစ်ချက်ကျွန်တော်တို့ရပြီပြီးသွားလို့ရှိရင်ဒုတိယတစ်ချက်ကဒီဗီဒီယိုကိုထောက်လိုက်ပါပြီးသွားလို့ရှိရင်အနောက်ကိုဆွဲပြီးတော့ဒီဗီဒီယိုကိုဟိုဘက်ဒီဘက်ပြန်လှည့်လိုက်မယ်ဗျာ transform နှိပ်လိုက်ပြီးရင် mirror နှိပ်လိုက်မယ်ဒါဆိုရင်ဟိုဘက်ဒီဘက်ပြန်လှည့်ပြီဒါဆိုရင်နှစ်ချက်ရပြီပြီးတော့လို့ရှိရင်ဒီဗီဒီယိုကိုကျွန်တော်တို့ကဒီဗီဒီယိုရဲ့ color grading တွေကိုပြောင်းလိုက်မယ်သူ့မူရင်းဗီဒီယိုရဲ့ color နဲ့မတူအောင်လို့ဘယ်လိုပြောင်းရမလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုထောက်ပြီးတော့ဒီဘက်လေးဆွဲမယ်ပြီးတော့လို့ရှိရင် adjust ကိုနှိပ်လိုက်မယ် adjust မှာသူ့ရဲ့မူရင်းဗီဒီယိုနဲ့မတူအောင်လို့ကျွန်တော်တို့ကအလင်းရောင်ကိုနည်းနည်းလေးတင်မယ် short မယ်ပြီးရင်contrast ကိုလည်းတင်လိုက်မယ်ပြီးရင် saturation ကိုလည်းတင်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့မူရင်းဗီဒီယိုနဲ့ color ကနည်းငယ်တော့ကွဲသွားလိမ့်မယ်ပြီးရင်ထပ်ပြီးတော့ကျန်တဲ့လိုအပ်တဲ့အပိုင်းတွေ sharpness တွေ highlight တွေ shadow ကတော့ဖြစ်နိုင်ရင်နည်းနည်းလေး short တာပဲကောင်းတယ် highlight ကိုတော့တင်ထားပါโอเคဒါဆိုရင်ကျွန်တော်တို့ကသူ့ရဲ့မူရင်း color နဲ့အနည်းငယ်ပြောင်းသွားပြီပြီးတော့လို့ရှိရင်ဒီလောက်နဲ့လည်းမရသေးဘူးဗျပြီးတော့လို့ရှိရင် filter ကိုဝင်ပြီးတော့နည်းနည်းလေး color လေးနည်းနည်းထပ်ရှင်းလိုက်ပါဒါဆိုရင်ဒါကကျွန်တော်တို့တတိယတစ်ချက်ပြီးတော့လို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ AI အတန်ထည့်မယ်ကျွန်တော်တို့ down ထားတဲ့ AI အတန်ထည့်ဖို့အတွက်အောက်မှာ audio ကိုနှိပ်လိုက်မယ်ပြီးရင် sound ကိုနှိပ်လိုက်မယ်ကျွန်တော်တို့ down လာခဲ့တဲ့ audio အတန်ကဒီ file ထဲမှာရှိမယ်ပြီးရင် device ထဲကိုနှိပ်လိုက်ပါပြီးတော့လို့ရှိရင်ဆွဲတင်လိုက်ကျွန်တော်ကတော့ဒီမှာအပုတ်အများကြီးဆိုတော့ကျွန်တော်နောက်ဆုံး down ထားခဲ့တဲ့ဥစ္စာကဒီမှာ24လင်းကလေးတယောက်ရေချိုးပြီโอเคဒါဆိုရင်ကျွန်တော်တို့ထောင်းလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့၄ချက်ဖြစ်သွားပြီโอเคကျွန်တော်တို့ audio file နဲ့ထည့်ပြီးပြီ video file နဲ့ထည့်ပြီးပြီဆိုရင် audio file နဲ့ video file နဲ့က duration အချိန်ကမကိုက်ညီဘူးဆိုရင်ဒီမှာ video file ကိုနှိပ်ပြီးတော့ speed တင်ချလောက်တာဖြစ်ဖြစ် audio file ကိုနှိပ်ပြီးတော့ speed တင်ချလောက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအရေးကြီးတဲ့အချက်ပေါ့ဒီအချက်ကိုမိတ်ဆွေတို့ကောင်းကောင်းအချိန်ပေးပြီးတော့လုပ်နိုင်လို့ရှိရင်မိတ်ဆွေတို့ဗီဒီယိုကတေချာပေါ့ copyright လွတ်ပြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့နည်းနည်းလေးသွားမယ်ပြီးသွားလို့ရှိရင်5စက္ကန့်ကြာ5စက္ကန့်ရောက်လို့ရှိ5စက္ကန့်ကြာ6စက္ကန့်ကြာဒီလောက်မှာတစ်ခါနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာသူ့ရဲ့မူရင်းဗီဒီယိုနဲ့ကွဲသွားအောင်လို့ freeze တစ်ခါနှိပ်လိုက်မယ်ပြီးရင်အဲ့ဒီ free နှိပ်ထားတဲ့ဥစ္စာလေးကို10စက္ကန့်ဝန်းကျင်10စက္ကန့်ခွဲဝန်းကျင်လောက်ထားလိုက်မယ်โอเคအဲ့လိုပဲပုံမှန်လေး5စက္ကန့်ကြာ
6စက္ကန့်ကြာအဲ့လိုမျိုးလေးလောက်သွား10စက္ကန့်ထက်တော့မကြော်စီနဲ့ပေါ့အဲ့လိုမျိုးလေးပဲလောက်သွားပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ free လောက်ထားတဲ့ဟာကို animation လေးထည့်လိုက်ဗျာ အရင် okay အရင်ရှိနေပြီ animation လေးထည့်လိုက်မယ်ပြီးရင်မှကျွန်တော်ပြန်ကြည့်လိုက်မယ် ခိုးနေရဝင်ပြီးသားဖြစ်နေပြီသူတို့ကသူမကိုမြင်တာနဲ့တယောက်ကချက်ချင်းတနတ်ထောက်လိုက်တယ်အခြေအနေကအရင် okay ဒီလိုမျိုးလေးပဲဟိုအဆုံးထိတေချာလေးစနစ်တကျလေးလောက်သွားမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က video file နဲ့ audio file နဲ့ကိုကိုက်ညီလားမကိုက်ညီဘူးလားပြန်ပြီးတော့ကြည့်မယ်ကြည့်လို့မကိုက်ညီဘူးဆိုရင် video file နဲ့ audio file နဲ့ကိုကိုက်ညီသွားအောင်လို့ duration ကို short တင်တာ short တင်တာတင်ပြီးတော့မိတ်ဆွေတို့ရဲ့စိတ်ကြိုက်လုပ်ပြီးတော့ export ထုတ်နိုင်ပါတယ်အဲ့ဒီမှာတစ်ချက်ရှိတာကသူ့ရှိမှာစာတန်းထိုးထားတဲ့စာတန်းကိုကျွန်တော်တို့ဖြောက်ဖို့အတွက်ဆိုရင်ဟိုအချိန်ကြာကြီးထပ်ပြီးတော့မပေးနိုင်တဲ့သူတွေကစတစ်ကာကိုနှိပ်လိုက်ပါစတစ်ကာထဲမှာဗလားလို့ရိုက်ချပြီးတော့ဒီမှာဗလားလို့ရိုက်ချပြီးတော့ဗလားလေးကိုထည့်လိုက်ပါโอเคဒါဆိုရင်ဒီစာတန်းအောက်သွားပြီနောက်တစ်မျိုးရှိတာကကျွန်တော်တို့ကဒီမူရင်းဗီဒီယိုကဒီစာတန်းကိုဖျောက်ဖို့ဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်နည်းကကြတော့ over လေးကိုနှိပ်လိုက်ပြ over လေးကိုနှိပ်ပြီးတော့ဆွမ်းနာကကျွန်တော်တို့ယူလာတဲ့အဲ့ဒီဗီဒီယိုကိုပဲပြန်ပြီးတော့ထည့်လိုက်လို့ချင်းအဲ့ဗီဒီယိုနှစ်ခုကတ်နှစ်ခုကိုညီအောင်လို့ဆွဲလိုက်ခွေဆွဲပြီးသားလို့ရှိရင်ကျွန်တော်တို့ကပြီးရင်အဲ့စက္ကန့် over လေးထည့်ထားတဲ့ဗီဒီယိုကိုနှိပ်ပြီးတော့နောက်ကိုဆွဲလိုက်ပြီးရင်အောက်မှာ mask 2ဆိုတာရှိလိမ့်မယ် mask 2ကိုနှိပ်ပြီးတော့အောက်မှာ mirror လည်းသုံးလို့ရတယ်လို့ rectangle ကိုလည်းသုံးလို့ရတယ်ကျွန်တော်ဒီမှာ rectangle နဲ့သုံးပြမယ်ပြီးရင် rectangle ကိုရွှေ့သွားလိုက်ဟိုးစာတန်းထိုးထားတဲ့နေရာထိရောက်အောင်လို့ရွှေ့သွားလိုက် okay ဒီလောက်ကလေးပဲကြံအောင်လို့သူစာတန်းရှိရင်ရှိတလောက်ပေါ့အဲ့လိုမျိုးလေးဆွဲပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပြန်ဆွဲပြီးတော့အဲ့ဒီ over လေးကဒီ click ကိုပဲနှိပ်ထားမယ်เนาะပြီးရင် effect ကိုနှိပ်လိုက်မယ်ပြီးရင် video effect ကိုနှိပ်လိုက်ပြီးတော့ဒီမှာ blur လို့ရိုက်ချလိုက် BLU က blur လို့ရိုက်ချလိုက်လို့ရှိရင်ဒီမှာ blur လေးကို A woman had just finished taking a bath. ဒါဆိုရင်ကျွန်တော်တို့အဲ့မှာသူဗီဒီယိုမှာထိုးထားတဲ့စာတန်းကမမြင်ရတော့ဘူး blur ဖြစ်သွားပြီ okay ကျွန်တော်ကဒီမှာအမြန်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်အောင်လို့အမြန်ပြောပြီးတော့ရှင်းပြပေးတာမို့လို့မိတ်ဆွေတို့ဘက်ကဟာနားမလဲတာမျိုးရှိလို့ရှိရင်လည်းကျွန်တော်ဘက်ကအနူးညွတ်တောင်းပန်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ဘ ഹു တုတာတစ်ခုခုရရှိမဲ့လို့လည်းကျွန်တော်ကမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပြီးပြီဆိုတာနဲ့ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးသွားဖို့အတွက်ကျွန်တော်ကမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ